ဆုတောင်းရအောင်နော်အဖဖျားပြင်ဆင်တဲ့အချိန်တိုင်းအတွက်ယေရှုတင်နေနှုတ်တော်ထွက်တရားတော်ဒီအကျွန်ုပ်၌ရွှေငွေ1000တောင်းထမကအဖို့ထိုက်ပါ၏တရားတော်၌ပါသောအံ့ဩဖွယ်အရာများကိုမြင်နိုင်ပါမည်အကြောင်းကျွန်ုပ်တို့ရဲ့ဉာဏ်မျက်စိကိုကိုတော်ဖျားလင်းစေတော်မူပါကိုဉာဏ်နဲ့နားမလည်နိုင်တဲ့ခရစ်တော်ရဲ့မေတ္တာနဲ့ဖျားရဲ့အကြံအစီကိုနားလည်နိုင်ပါမည်အကြောင်းဉာဏ်ပညာအမျိုးမျိုးဓမ္မဉာဏ်အမျိုးမျိုးအဖြစ်အလိုတော်ကိုအကုန်အစင်သိမြင်စေတော်မူပါကျေးဇူးတော်ကိုချီးမွမ်းလျက်နာမတော်၌အစပြုပါ၏အာမင်โอเคဒီနေ့နှုတ်ကပတ်တော်ခေါင်းစဉ်ကအမွေခံပေါ့နော်ဆိုတော့အမွေခံဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေကစိတ်ဝင်စားတယ်တော်တော်များများအမွေခံဆိုလို့ရှိရင်ပါကိုကျွန်တော်တို့ကအတိကဥတီကြလဲဆိုရင်ဖယားရဲ့ဘုံစည်းစိမ်ကိုအတိကဥတီကြတယ်ဆိုတော့နော်ဒီဟာလေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဘာကိုအတိကအမွေခံရတယ်လဲဆိုတာကိုကျွန်တော်နည်းနည်းလေးပြောပြချင်တယ်ကျွန်တော်တို့လူမျိုးတွေဒီလိုပေါ့ဒီဖက်ခစ်မရောက်ခင်ပေါ့နော်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်မြစ်ကြီးနားဝိုင်းမော်ဖက်မှာချစ်ဖွေစော့လောပေါ့နော်ဒါကျွန်တော်တို့နေတဲ့ဖက်တွေပေါ့အိမ်အိမ်နဲ့တဲ့အိမ်ခေါင်းမိုးတွေဘာတွေပြင်တော့မယ်နော်ခြံတွေဘာတွေခတ်တော့မယ်ဆိုရင်ကျွန်တော်တို့တွက်ကူကြတယ်နော်ခေါင်းမိုးပြင်တော့မယ်ဆိုရင်တက်ကယ်တွေပါအရိတ်တယ်တက်ကယ်စည်းတွေနော်တက်ကယ်ပြစ်တွေနဲ့အိမ်တိုင်းရဲ့မိဖို့ချောင်မှာဟိုဘယ်လိုလဲကြက်ခိုးစင်ရှိတယ်အဲကြက်ခိုးစင်မှာအဖေတွေအဖိုးတွေကနှီးဖြာထားတယ်နော်နှီးအစည်းလေးတွေအမှတင်ထားတယ်ရက်ကွက်ထဲမှာခေါင်းမိုးလဲတာတို့အိမ်နေပြင်တော့မယ်ဆိုကိုနီးကိုလေကြက်ခိုးစင်ကနေပြီးတော့ရေစိတ်ပြင်ပလိုင်းထဲမှာထည့်ပြီးမှတောက်ကူတာတနေကုန်နော်ဟိုထမင်းချက်ကျွေးတာတွေမကျွေးတာတွေလှုပ်အားခရတာတွေမရတယ်ခဏထားနော်ဟိုကချင်ရိုးရမှာနော်မယူဒါမှနော်ကဖူးကနောင်ဆိုတာရှိတယ်ဆိုတော့အဲ့ဒီအပေါ်မှာမေတ္တာစိတ်နဲ့ကိုအမျိုးတွေဟာလာရောက်ဖအမျိုးတွေနော်ရောက်ခမအမျိုးတွေညီကိုမျိုးတွေကုညီကြတယ်နော်ဆိုတော့အဲ့လိုပေါ့ချစ်စရာဒလိတွေအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ခေတ်ကြတော့ဘာဖြစ်သွားလဲဆိုရင်ပျောက်သွားတယ်နော်မြစ်ပစံရှိမင်းလို့ဟာလားအိမ်ဆောက်ချင်တယ်ဆိုနေပါနေမြစ်ပစံရှာရအောင်ပစံစုပြီးကိုပါတကိုအိမ်ဆောက်တဲ့အဖွဲကိုငှားလို့ပြီးတက်ကယ်တွေလည်းမမိုးကြတော့ကျွန်တော်ငယ်တော့တက်ကယ်ဒီအောက်ပိုင်းမှာတုံးတဲ့တက်ကယ်ပြစ်ပုံစံတိတ်မတုံးဘူးတက်ကယ်ဆိုအထုံးကြီးတွေလေနော်ထုံးကြီးတွေကိုသေးချခိုင်မာတချို့ကောင်းမိုးထားတဲ့အိမ်ဆိုလို့ရှိရင်နော်9နှစ်10နှစ်10နှစ်အဲလိုပေါ့ထူကြီးတွေတက်ကယ်နဲ့အေးနေလို့လည်းကောင်းတယ်ဒါ traditional ပေါ့နော်တယောက်နဲ့တယောက်ကူညီကြတယ်ဒါပေမဲ့ဒီဖက်ခစ်မှာကြတော့မရှိတော့ဘူးနော်ဆိုတော့ခြံစည်းရိုးတွေကာတယ်ဆိုလဲအုတ်တိုင်းတွေမခတ်ကြဘူးမိရိုးဗလာပဲဝါးနဲ့နော်3နှစ်လောက်ဆိုဆွေးသွားပြီပြန်ဖြုတ်နော်ပြီးလို့ရှိရင်ဝါးတွေကိုပြန်ခွဲပြီးရင်ဝကတ်တွေပြန်ကာကြတာပေါ့နော်အမျိုးတွေတယောက်နဲ့တယောက်ကူကြတာဒါကျွန်တော်တို့ကချင်ပြည်နယ်ရဲ့ဒလိထုံးစံနော်ဆိုတော့လဲလုတ်တဲ့လူကလဲလုတ်တယ်နွားမွေးတဲ့သူကနွားမွေးတယ်တောင်ရလုတ်တဲ့လူကတောင်ရလုတ်တယ်ဟိုမှာကျွန်တော်တို့အမေပေါ့နော်ကျွန်တော်တို့အမေဆိုချီဖွေရဘာလုတ်လဲဆိုရင်တောင်ရလုတ်တယ်ချီဖွေဖက်မှာတောင်ရကလေကထစ်တောင်ရတယ်လေကထစ်တောင်ရတယ်ကျွန်တော်တို့ကြတော့ချီဖွေတစ်ဖက်ကပေါ့ဇန်နောင်ရံဖက်မှာအဲ့ဆိုလေကထစ်တွေနဲ့စပားဆိုင်ဆိုတော့လဲဆိုင်တဲ့အမျိုးကလဲလုတ်တဲ့အမျိုးဆိုရင်သူကကို့သားသမီးတွေကိုလဲထွန်ပေးတယ်အဲ့တော့ကျွန်တော်တို့ကြတော့ဝင်ထမ်းမိသားစုဖြစ်တယ်အဲ့တော့လေယာမြေနဲ့ပတ်သက်ရင်မယဉ်နေဘူးဒါပေမဲ့ကျွန်တော်ဦးကြီးမိသားစုပေါ့နော်ဝိုင်းပေါ်မှာရှိတယ်သူ့သားတွေကြတော့ငယ်လေးကလေးကနေအဲ့လိုလဲထွန်တာလဲထွန်တော့သူတို့နောက်ကိုကျွန်တော်ကလိုက်ပူးတယ်နော်အဲ့လိုနောက်ဆုံးပေါ့စပားဆိုင်ခါနီးညက်အောင်ထွန်တဲ့အချိန်ဆိုကျွန်တော်တို့ကဒီထွန်သုံးပေါ်မှာလိုက်ထိုင်တယ်နွားနဲ့ဆွဲတယ်အဲ့လိုငယ်တုန်းကနော်လေကတင်းတွေသွားတယ်စပားဆိုင်တာတွေလိုက်သွားတယ်ကတင်းဘွားနေခြေကြောကြတယ်ငိုတယ်ကလေးဘွားတော့မှအဲ့လိုမျိုးလေဆိုင်တယ်ဆိုရင်အဖေလေဆိုင်တတ်ရင်သားလေဆိုင်တတ်စပင်ညက်ဆရာဆိုရင်အဖေစပင်ညက်ရင်သားလည်းစပင်ညက်တယ်အဖေကလက်သမားဆိုရင်အနောက်ကနေသားသမီးတွေလည်းလက်သမားဖြစ်လာပယံသမားဆိုရင်ပယံတောင်ရလုတ်တယ်ဆိုရင်တောင်ရအဲ့လိုပေါ့နော်မိဘတွေရဲ့အလုတ်အကင်တိုင်းကိုအမွေခံကြ
နော်အဲ့ lesson ကမ်းပြီးမှလောက်ကြတယ်ဆိုတော့ဒီခေတ်ကျွန်တော်တို့ဒီ medieval ဆိုတာ medieval England ရဲ့အလယ်ခေတ်ကာလလောက်ကအင်္ဂလိပ်လူမျိုးတွေမှာလည်းအဲ့လိုမျိုးဒီလိုမျိုးခေတ်မဟုတ်တဲ့အခါမှာတက်မွေးဝမ်းကြောင်းအလုံးနဲ့ပတ်သက်ပြီးနာမည်ပေးတယ်အင်္ဂလိပ်နာမည်တွေကြားဘူးပါတယ် Taylor Swift ဆိုတာဘာလို့လဲအဲဆိုတော့အားလုံးသိရနော်Taylor Swift ရဲ့မျိုးရိုးကိုကြည့်လိုက်ရင်နာမည်မှာပါပြီးသားသူတို့မျိုးရိုးကဘာလှုပ်ရှားတဲ့မျိုးရိုးလဲရခမန်းကြည့်ဘာမျိုးရိုးလဲ Taylor Swift အချုပ်တဲ့မျိုးရိုးအဆိုတော်မဟုတ်ဘူးနော်အချုပ်တဲ့မျိုးရိုး John Smith ဘာလုပ်လဲ John Smith ဆိုဘာလုပ်မလဲဆွဲကြိုးတွေလက်စွပ်တွေဘာလုပ်မလဲရွှေပဒိန်လေရွှေတွေငွေတွေကိုသူကပဒိန်တွေပါလို့နော်အဲ့လိုနာမည်တွေမှာပါတဲ့ဥစ္စာရှိတယ်အင်္ဂလိပ်နာမည်လေးတွေနော်ဟိုမှာ Taylor ဆိုရင်အချုပ်သမား Baker ဆိုရင်ဒါမုတ်ဖုတ်သမားနော် Baker ဆိုရင်မုတ်ဖုတ်သမား Cooper နော် Cooper ဥပမာကျွန်တော်တို့မော်တော်ကားလေးတွေ Mini Cooper ဆိုသိတယ်မလား Cooper ဆိုတာပါလဲဆိုMini Cooper ကလုံးလေးတေးလေး Cooper ဆိုရင်သူ့ရဲ့ Cooper ဆိုတဲ့နာမည်ကြည့်လိုက်ရင်သူက Scotland တို့ England တို့မှာဟိုဝတ်တစ်ချနဲ့လှုပ်တဲ့တစ်သားစီပိုင်းလေအဲ့ဒီဥစ္စာလှုပ်တဲ့မျိုးရိုးမိသားစုနော်ပြီးရင်အမှဟိုအမှုပညာသမားရှိပါတယ်ဗာလဲ Liam Mailer နော် Liam Mailer လို့ပါပြီဆိုရင် तू ကဗာလဲဆိုရင်ဂျုံနော်ဂျုံစိုက်တယ်ဂျုံကြိတ်တယ်ဂျုံမှုတ်နော်ဂျုံနဲ့လှုပ်တဲ့လူကာပန်တာဆိုတော့ကျွန်တော်တို့သိပါတယ်အားလုံးလက်သမားတိုက်ကောက်ဘူးဆိုတာသူတို့မျိုးရိုးပေါ့နော်အနောက်မှာဝူဆိုတာတိတ်ခုတ်သမားအဲ့လိုမျိုးအင်္ဂလိပ်တွေမှာနာမည်ကိုကြည့်လိုက်လို့ရှိရင်ဘယ်လိုပြောမလဲသူတို့မျိုးရိုးyou know Man City ကစားသမား Right Philip right WRIGHT right right ကိုကြည့်လိုက်တာနဲ့ပါလဲဆိုတော့ तू ကလက်မှုတီထွန်တဲ့သူဥမာလေဒါနဲ့လှုပ်တဲ့အိတ်တွေလေဒါနဲ့လှုပ်တဲ့စာအုပ်အဖုံးတွေတရေအဖုံးတွေ right ဆိုတဲ့လူကလက်မှုနဲ့လှုပ်တဲ့ဇာထိုးပန်းထိုးပဲပြောပေါ့နော်လက်မှုကိုအဓိကအခြေခံတဲ့သူတွေပေါ်တာဆိုတော့တည်တဲ့အတိုင်းပဲအိုးလှုပ်တဲ့လူတွေနာမည်ကိုကြည့်ပြီးမှသူ့ရဲ့တက်မွေးဝမ်းကြောင်းကိုသိလို့ရတယ်ဆိုတော့ဒါကဘာလဲဆိုရင်မိသားစုမှာအရင်တော့မိယိုးဗလာအမွေခံတာလက်ဆင့်ကမ်းလာတာဆိုတော့ဟိုးတောလိုက်တဲ့ခေတ်တုန်းကဆိုလဲအဖေတွေကကိုသားသမီးတွေကိုတောလိုက်တတ်အောင်အရွယ်ရောက်လာပြီဆိုတာနဲ့ဟလာမြားပြစ်တတ်အောင်နော်တားကောင်ခြေရာတွေနော်တားကောင်တွေဘယ်အချိန်မှာဘယ်လိုလုပ်တယ်လဲနော်ဘယ်လိုတားကောင်မျိုးကဘယ်အချိန်မှာထွက်တယ်လဲဘယ်တားကောင်အမျိုးအစားကဘယ်အချိန်မှာရေတောက်တယ်လဲအေးအဲ့ဒါလေးတွေပေါ့နော်သိရတယ်အဲ့ဒါတွေကိုလေ့လာရအဲ့ဒါတွေကိုအဖေကသားတွေကိုသင်ပေးတာလေထွန်နဲ့ဖခင်ဆိုရင်သူ့သားကိုသင်ပေးတယ်စော်ဘွားဖခင်ဆိုရင်သူ့စော်ဘွားဖြစ်လာမဲ့သူ့သားကိုသူသိတယ်လို့အကုန်လုံးကိုသူ့သားကိုသင်ပေးတာပြီးရင်သူ့မှာရှိတဲ့စိတ်တဘောထားတွေဖြစ်လာအောင်သူ့ကိုသင်ပေးတယ်အခုကျွန်တော်တို့ Instagram တို့ YouTube တို့မှာကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်ဂျပန်တွေကကလေးတတိလေးတွေကိုသင်ပေးတာတွေ့ရတယ်နော်တချင်းလေးတွေနဲ့ဥမာလမ်းသွားနေနဲ့တိုက်မိသွားလို့ရှိရင်မင်းဘာကောင်လဲငါဘာကောင်လဲနော်လက်တီလက်မောင်းတွေတန်းရွယ်မဲ့အစားအဲ့ဒီ action တွေမလုပ်ရဘူးတိုက်မိသွားတာနဲ့တယောက်နဲ့တယောက်ခေါင်းငုပ်ပြီးမှတောင်းပန်ရတယ်နော်ပစ္စည်းတောင်းလို့ရှိရင်သူများစပွဲခုံမှာရှိတဲ့စာအုပ်ဘောပင်တွေကိုယူချင်ရင်ခွတ်မတောင်းမဲနဲ့ယူတာတွေမလုပ်ရဘူးတောင်းရတယ်အသက်ကြီးတဲ့လူတွေလာလို့ရှိရင်နေရာပေးရတယ်ကူညီဖေးမရတယ်ဆိုရက်ဒီလူမှုယဉ်ကျေးမှုတွေကိုသူတို့ကအမွေအဖြစ်ပေးတာအာမင်ကျွန်တော်တို့လူနေမှုဘဝနော်ပတ်ဝန်းကျင်တွေကိုကျွန်တော်တို့ဒီအရာတွေမှာအများကြီးရှိတယ်ဒါတိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေကအဲ့ဒီဇာရိတ်ဓာတ်တွေကိုလာမဲ့အနာဂတ်ကလေးတွေကိုလက်ဆင့်ကမ်းပေးတာဒါကြောင့်ဒီနေ့ပညာရေးစနစ်ပြောင်းလာတဲ့နော်ဒီကလေးတွေနဲ့ပတ်သက်လာလို့ရှိရင် mentally physically spiritually သူတို့ကို abuse မလုပ်ရဘူးသူတို့ကိုရိုက်တာတွေနှက်တာတွေလူကြီးတွေဒေါရအလျောက်စုံမတာတွေ
မလုပ်ရဘူးဆိုတဲ့အရာတွေဒီပညာရေးစနစ်မှာအများကြီးတွင်ကျယ်လာတယ်ဒါတွေကဘာကိုပေးနေတာလဲဆိုလို့ရှိရင်လူနေမှုစနစ်ရဲ့လူသားဆန်ခြင်းရဲ့ကောင်းမွေတစ်ခုလုံးကိုအမွေပေးနေတာဒါအမွေပေးနေတာဆိုတော့အမွေလို့ပြောလို့ရှိရင်အကျင့်အကြံစိတ်နေတဘောထားအလုံးစုံကိုလက်ဆင့်ကမ်းရတာကိုအမွေခံတယ်လို့ပြောတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လူတွေကဘာကိုပဲစိတ်ဝင်စားလဲမိဘရှိကမိဘဆောက်ထားတဲ့အိမ်ငါတို့မောင်နှမတွေဘလို့အမွေခွဲမလဲနော်မြစ်ကြီးနားမှာအများကြီးတွေ့ဘူးတယ်ကျွန်တော်တို့ကမြစ်ကြီးနားသားတွေကချင်တွေကမြစ်ကြီးနားမြို့ကျဲအောင်တာဝန်ယူထားတာမြို့လေကအိမ်ရောင်စာပြင်ဘေးထွက်ဘေးမှာစီလိုင်ပြန်ထွက်တဖြည်းဖြည်းနဲ့ဘေးရောက်သွားတာအလဲမှာတရုတ်နဲ့ကလားပဲကြံတော့တယ်နော်မြစ်ကြီးနားမြို့မြစ်ကြီးနားမြို့ပတ်ပတ်လဲမှာကျွန်တော်တို့တောသူတောင်သားတွေပဲနော်ပတ်စံရှိတဲ့လူတွေကမြစ်ကြီးနားမြို့အလဲမှာတိုက်တွေဆောက်နော်ကျွန်တော်တောသူတောင်သားတွေကထိုးရောင်းဘာမှမရှိတော့လက်ထဲမှာအဲ့ဆိုမိဘလက်ထက်ကဆောက်ခဲ့တဲ့အိမ်လေတကားပြက်ရင်လည်းမပြင်နိုင်ဘူးကျမ်းပေါက်ကျွရင်လည်းမပြင်နိုင်ဘူးလက်ရန်ပြိုသွားရင်လည်းမပြင်နိုင်ဘူးဒါပေမဲ့ဘယ်အချိန်ရောင်းစားရမလဲဘယ်အချိန်ငါတို့မောင်နှမတွေအမွေခွဲရမလဲဒါပဲချောင်းနေတယ်အမွေလို့ပြောလို့ရှိရင်ဒီစီးစိမ်ဥစ္စာတွေအပေါ်မှာကျွန်တော်တို့လူနေမှုနော်ကျွန်တော်တို့ကာချာအရာဒီအရာတွေအပေါ်မှာတတ်မှတ်ဆွဲလန်းကြတယ်ဒါကြောင့်ကျမ်းစာကိုပြန်ဖတ်တဲ့အခါမှာနော်ခဏဝါဒီမှာတဘာပတိကနေပြီးတော့အစချီပြီးမှကျွန်တော်တို့ဖတ်သွားတယ်ဖယားသခင်ရဲ့သားဆိုလို့ရှိရင်အမွေခံဖြစ်တယ်အာမင်တဖန်သုံးအမွေခံမိဒီကဥစ္စာရှိသမျှကိုပိုင်ထိုက်တော်သူဖြစ်တော်လဲအရွယ်မရောက်မီကာလပတ်လုံးအစေအပါကျွန်နှင့်တူ၏အဘစီရင်သောအချိန်ကာလမရောက်မီတိုင်အောင်အဆောင်အထိန်အုပ်ချုပ်တို့လက်၌ရှိရ၏ဘယင်ဖြစ်လာမဲ့သူအရင်တော့ကျွန်တော်တို့မြန်မာပြည်မှာနေတော့သိတာပေါ့နော်မြန်မာဘယင်တွေကိုသားတွေကိုပဲပို့ရလဲတက္ကရာပြည်ကိုပို့ရတယ်နော်အမဆရာကြီးရှိမှာဒီတာပေါမောက်ခရှိမှာမင်းသားတို့တတ်အပ်တဲ့14ရက်အထာရထဟုတ်လား14ရက်လားဘယ်နှစ်ရက်လားတင်ရတယ်တင်ပြီးမှပြည့်စုံမှကိုယ်တိုင်းပြည်ကိုပြန်လာရတာကျွန်တော်တို့ငယ်တုန်းကတော့ပညာရေးမှာပါတယ် too much knowledge make fool နော်ဘာလဲဘာမှလို့အသက်ကျူးရင်အယူဖြစ်တယ်နော်ဒါအရင်တော့နော်ကျွန်တော်တို့စနစ်ဟောင်းပညာရေးကိုသင်ဘူးတဲ့လူတွေဒီတာဘောမခရှိမှာပညာသွားတင်တာလေပြန်လာတော့ဘာဖြစ်လဲအသက်ကျူးအယူဖြစ်ထမင်းလည်းမစားရအကလွန်ပြီးနော်ထမင်းအိုးမောက်နော်သိရနော်ဒီညီမလေးဆိုတော့မင်းသားတွေတီးတင်တီးထိုက်တဲ့အရာတွေအားလုံးကိုသွားပြီးမှပညာသင်ရတယ်ဘယ်တနေ့ဘယင်ဖြစ်လာမဲ့သူကအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးမှသင်ရတယ်နော်တနေ့ကုမ္ပဏီကိုဥဆောင်မဲ့သူကစီးပွားရေးလုပ်ငန်းတွေကိုသင်ရတယ်နော်ဒီအကြောင်းလဲဒီဂျားတင်တန်းနေ့လည်းမလာနိုင်ညလာပေါ့ယောသက်ရဲ့အသက်တာအဖြစ်ပြောပြနော်ယောသက်ကိုဘုရားသခင်ယူပါယုံပေးထားတာကဘာလဲတနေ့ကျရင်လူတိုင်းသူ့ရှိမှာဥညွတ်ရမယ်အကို10ယောက်ပထမအိမ်မက်နော်သူ့ရဲ့ကောက်လိုင်းကိုအကိုရဲ့ကောက်လိုင်းကဝိုင်းပြီးမှကြော့ကြတယ်ဥချကြတယ်မနေ့ကျတော့မိသားစုတွေကိုပြောပြတယ်စိတ်တူတယ်ဒေါသထွက်တယ်အငယ်ဆုံးကအဲ့လိုပြောလို့နောက်နေ့ပြန်ပြီးမှအိမ်မက်မက်တယ်နေရလရဲ့ကျဲဆယ်လုံးရဲ့ကယောသက်ကိုဝိုင်းပြီးဥချကြတယ်အိမ်မက်ယူပါယုံကသူ့ကိုပြောပြီးသားတနေ့ကျရင်လူတိုင်းသူ့ရှိမှာဥညွတ်ရမယ်ဒါပေမဲ့လက်တွေ့တကယ်ဖြစ်သွားတာဗာလဲလွတ်လန်းမရှိတဲ့ရောင်းစားခံတဲ့ငွေဝယ်ကြုံဖြစ်သွားတယ်ဒါဖရားရဲ့အကြံစီပဲဒါကြောင့်တနေ့ကျတော့သူ့အကိုရိနဲ့အေဂုရုပြည်မှာပြန်တွေ့တဲ့အခါမှာအကိုတို့ကျွန်တော်လည်းရန်ညိုမထားဘူးကိုလည်းအပြစ်မတင်နဲ့ဒါတွေအားလုံးဟာဖရားရှေ့မဆွကလေးကပြင်ဆင်ထားတာယူပါယုံကနော်အင်မတန်ကြီးမားတယ်ဒီနေ့ခရိယန်နေအဲ့လိုပဲရှင်မြင်ဖြစ်တယ်ပြီးခဲ့တဲ့နေ့ကကျမ်းစာသင်တယ်နော်ရှင်မြင်ဖြစ်တယ်အာမင်ဒါပေမဲ့ဘယင်ရုပ်ပေါက်လားနော်ကျွန်ရုပ်ပေါက်နေတယ်
ယေဘရဟိဖြစ်တယ်မင်းစီးစိမ်ရှိတော်ယေဘရဟိဖြစ်အာမင်အသက်ရှင်တော့အပြစ်သားကောင်းချက်ကောင်းစားအမိချက်အမိစားနော်ယောသက်လူတယောက်ကအိမ်မှာဘာမှလည်းလုပ်စရာမလိုသူ့အဖေရှင်မှာမိန်းမ၄ယောက်ရှိတယ်လေအာရဲ့ယာခေလရဲ့ဇိလဘရဲ့ဘိလဟာရဲ့၄ယောက်ရှိတယ်အိမ်မှုကိစ္စတွေအားလုံးမိခင်တွေလုပ်တယ်ကျွန်မတွေအများကြီးရှိတယ်မိသားစုရဲ့သူ့အဖေပိုင်နဲ့ယာကုပ်ပိုင်နဲ့သူ့နွားတွေအကုန်လုံးသူ့အကိုเจ้าနဲ့သူဘယ်သွားသူ့အဖေနောက်မှာတကောက်အိတ်လဲသူ့အဖေနဲ့စားလဲသူ့အဖေနဲ့အဖေကလည်းငုံထားမသက်ချစ်တယ်ထူဆန်နဲ့ဝစ်လုံလှုပ်ပေးတယ်အဖေကသူ့အနားမှာပဲထားတယ်အိမ်မှုကိစ္စဘာနားမလဲဘာမှနားမလဲတဲ့ကလေးတယောက်ကတိုင်းပြည်ကိုအုပ်ချုပ်လို့ရမလားမရအောင်လေဒီနေ့ခက်တယ်နော်ဘာမှနားမလဲတာနေရတာကဆရာကြီးလှုပ်ချင်တယ်နော်ပူဆိုးတာအတင်းတော်မှာဆရာဆိုတာတော်တော်ကြောက်ဖို့ကောင်းတယ်နော်အမေရိကန်ဒေါ်လာဆိုတာကမ္ဘာမှာတန်ဖိုးမရှိဘူးလား World Trading မှာအမေရိကန်ဒေါ်လာနံပါတ်1ဖြစ်တယ် Cryptocurrency တွေအများကြီးပေါ်လာတယ်ယူရိုကအမေရိကန်ဒေါ်လာကို fight ဖို့ရန်အတွက် EU တမကဖွဲ့စည်းတယ်အမေရိကန်စီးပွားရေးကိုပြိုင်ဖို့ဒါပေမဲ့အခုချိန်ထိဒေါ်လာကိုယူရိုဒီ substitution မလုပ်နိုင်သေးဘူးအခုတရုတ်တွေပြန်ပြီးမှစူးစမ်းတယ်တရုတ်အိန္ဒိယဘရာဇီးတို့ဘာတို့နော်အမေရိကန်ငွေကြေးမှာတရုတ်ငွေကြေးအစားထိုးပြီးမှကပတ်ကုန်သွယ်ရေးကိုပြောင်းဖို့ရန်အတွက်လဲတုံးဆွဲဖို့အစားထိုးသုံးဖို့ရန်အတွက်တရုတ်ယွမ်ငွေကိုသူတို့စူးစမ်းတယ်မဖြစ်လာသေးဘူးအမေရိကန်ဒေါ်လာဟာကဘာကိုလဲပတ်နေတဲ့ currency ဖြစ်တယ်။တစ်ချိန်တည်းမှာအမေရိကန်အစိုးရကဘာလုပ်လဲ။အဲ့ဒီကဘာတစ်ခုလုံးကိုလဲပတ်နေတဲ့ဒေါ်လာတွေအမေရိကန်စီးပွားရေးကအရန်ကောင်းတဲ့အတွက်ကြောင့်အဲ့ဒီဒေါ်လာတွေအမေရိကန်ထဲအကုန်မဝင်လာအောင်စီးတားရတယ်။နားလဲလား။ကဘာပေါ်ကငွေတွေအမေရိကန်ဒေါ်လာတွေအမေရိကန်စီးပွားရေးအရန်ကောင်းလို့အမေရိကန်တဲကိုပြောင်းပွင့်လာရင်ဘာဖြစ်သွားမလဲ။စီးပွားရေးအရာ inflation ငွေကြေးဖောင်းပွားသွားလိမ့်မယ်အခုမြန်မာနိုင်ငံမှာဘာဖြစ်နေလဲငွေကြေးဖောင်းပွားနေတယ်ငွေကြေးအရမ်းများသွားရင်စီးပွားရေးလဲပတ်မှုစနစ်ကပြန်ချို့ယွန်းသွားတယ်ဒါကြောင့်အရာမှာတန်ဆေးလွန်ပေးဆိုတဲ့စကားပေါ်လာတယ်ဆရာတွေလည်းမများလာဘူးလားများတာကောင်းပါတယ်များတာကောင်းပါတယ်ဖခင်ရဲ့အလိုတော်ကိုနော်ဝန်ခံဖို့အစေခံဖို့ဧဝံဂေလိတရားကိုလှုပ်ဆောင်ဖို့နော်အစေခံဖို့လူတွေကိုအစေခံဖို့မေတ္တာပြဖို့ဖခင်ဘုန်းကိုတည်ဆောင်ဖို့ရအတွက်အများကြီးလိုပါတယ်အများကြီးလိုပါတယ်သို့တော့နော်ဘာမှဖခင်သခင်ရဲ့အမွေဆိုတဲ့ဖခင်ရဲ့ဖြစ်ခြင်းဖခင်ရဲ့စိတ်တဘောထားဖခင်ရဲ့ကြံအင်လက္ခဏာအဲ့ဒီအရာတွေကိုအမွေခံခြင်းမရှိဘဲနဲ့ကျွန်တော်တို့ကအစေခံလို့မရဘူးဘာမှမသိတဲ့ယောသက်ကအိမ်မက်မက်ပြီးမှဘယင်ကောက်လို့ရမလားမရပါဘူးသမင်းအောင်မချက်တတ်တဲ့ယောသက်နော်ဘာမှအိမ်မှုကိစ္စကိုနားမလဲတဲ့ယောသက်ကဘလို့တိုင်းပြည်ရဲ့စာဝတ်နေရေးကိုတာဝန်ယူလို့ရမှာလဲဒီနေ့လူငယ်တွေရှိပါတယ်နော်အိမ်မမိသားခဘယ်လောက်သုံးလဲမသိဘူးနော်အိမ်မအခုဆိုရင် payment နေအများများတယ်ရေဖို့မီးဖို့နော်ဒီခေတ်မှာတိုးလာတာ wifi ဖို့ဟုတ်တယ်မလားလူတိုင်းဖုန်းကင်နေတလားဖုန်းပေဖို့စိုက်ကယ်စီးတယ်စိုက်ကယ်စီးဖို့ဒီမှာတော့အလုပ်လုပ်ရတဲ့လူတွေအားလုံးအလုပ်လုပ်ရတယ်မြန်မာပြည်မှာဆိုအဲ့လိုလူငယ်တွေထမင်းလဲကျွေးရသေးတယ်မိဘကလဲဖြန့်နေတယ်စီဖို့ပေးနော်ဘာဖို့ပေးညာဖို့ပေးအိမ်မှာ wifi မလာဘူးဆိုရင်တော့ဘာလို့မဆောင်သေးဘူးလဲအပြစ်ကတင်သေးတယ်နော်ဆိုအိမ်မှာမိဖို့ကြောင့်စရိတ်စီဘလောက်ကုန်တယ်လဲတလားဆန်ဘလောက်ကုန်လဲမိဖို့ကြောင့်စရိတ်တွေဘလောက်ရှိလဲရန်ကုန်မှာပတ်စံ1000နဲ့ဈေးသွားလို့မရတော့ဘူးနော်လွန်ခဲ့တဲ့တစ်နှစ်ကငွေ1000နဲ့မနဲ့ဈေးသွားလို့ရတယ်အခုသွားလို့မရတော့ဘူးအဲ့ဆိုမိခင်နေအိမ်မှာစီမံခန့်ခွဲရတဲ့သူတွေကဒီမိဘူးကြောင်ရဲ့ဈေးကိုကောင်းကောင်းနားလဲတယ်ကျွန်တော်ကတပည့်တော်ဖြစ်တင်တန်းကို run နဲ့ဈေးဝယ်တာအစကျွန်တော်မိန်းမကိုကျွန်တော်ကိုယ်တိုင် like ကူတယ်နော်တငင်းကုန်းဈေးတို့တိရိမင်္ဂလာဈေးတို့မှာပဲကျွန်တော်ဝယ်တယ်
တင်နန်းသားတွေကိုငါးကျွေးချင်တယ်ဆိုလို့ရှိရင်ပတောက်ဈေးစံပြဈေးရန်ကုန်ရဲ့တကယ့်ငါးတိုင်တွေကိုကျွန်တော်အမှပဲသွားဝယ်တယ်မနေ့စိုးထသွားပြီးမှအမှသွားဝယ်တယ်တက်တာတဲ့တပည့်တော်ဖြစ်တင်နန်းလုပ်တဲ့အခါမှာနော်စောင်းစီတပိတ်တာ3000အခုစောင်းစီတပိတ်တာကိုဈေးတက်သွားတော့1000ကျော်အခုပြန်ပြုတ်ကျလာတော့စောင်းစီတပိတ်တာကိုအပြင်မှာ8000ဈေးရှိတယ်ဘဲစီတပိတ်တာကိုအခု1000ကျော်သေးတယ်နော်အဲ့ဆိုစီဖိုးစံဖိုးတွေလဲပတ်တဲ့ဥစ္စာတွေဒီနေ့အိမ်တအိမ်ရဲ့ဝင်ငွေထွက်ငွေစီမံခန့်ခွဲမှုကိုမသိဘဲနဲ့အဖွဲ့အစည်းတွေမှာအသင်းတော်တွေမှာဆရာလုပ်လို့မရနော်မိသားစုမှာဝန်ခံအနံခြင်းနားမလဲပဲနဲ့ကျွန်တော်တို့အဖွဲ့အစည်းအသင်းဖွဲ့တွေမှာဆရာလုပ်လို့မရယောသတ်ဒီဘာမှမသိတဲ့သူ့ရဲ့ဘဝအလုံးစုံကိုအဖေရင်ခွင်မှာပဲနေတရွေ့ဒီကောင်ဘာတက်လာမှာမဟုတ်ဒါကြောင့်ဖះပါလို့လိုက်လဲဆိုရင်အဲကုတုအထိခေါ်ထုတ်လာတယ်ပေါတိဖာအိမ်မှာသူ့ကိုအကုန်တင်ပေးတယ်နောက်မှအရှိဝေးပြောပြမယ်ပေါတိဖာအိမ်မှာသူတိထိုက်တဲ့အရာတွေအားလုံးတင်ပေးုံတမကအိမ်တော်ထိန်ဖြစ်လာတယ်ဘုရားခင်သူ့ကိုခေါ်ထားတာအိမ်တော်ထိန်လို့ဖို့ခေါ်ထားတာမဟုတ်ဘုရားခင်သူ့ကိုခေါ်ထားတာသူ့ကိုတတ်မှတ်ထားတဲ့ယူပါယုံကအိမ်တအိမ်ကိုစီမံခန့်ခွဲဖို့မဟုတ်မြေကြီးတစ်ပြည်လုံးမြေကြီးတစ်ပြင်လုံးအစာခေါင်းပါမှုဖြစ်တဲ့အချိန်မှာတိုင်းနိုင်ငံအားလုံးအတွက် key player အုပ်ချုပ်နိုင်တဲ့သူ overseer စီမံခန့်ခွဲနိုင်တဲ့သူနော်အဲ့ဒီအနေနဲ့ world leader အနေနဲ့ဖခင်ကသူ့ကိုခွဲခန့်ထားတာဖြစ်တယ်ဒါဆိုရင်သူကပလူဦးရေအကုန်လုံးငတ်လို့ရှိရင်သူ့တိုင်းပြည်ကိုလာရမှာသူ့မှာရိတ်ခါလာဝယ်ရမှာကျတ်သွန်နီကိုဝယ်ထားလိုက်လို့ရှိရင်အမြင့်မပေါက်အောင်ထိန်းနိုင်လားမရဘူးရောတတ်ထိန်းရတယ်ခုနှစ်မိုးခေါင်တယ်အဲကုတုမှာဘာပေါ့လဲဣသရေလလူမျိုးတွေညီးသွားတယ်လေကျတ်သွန်နီကျတ်သွန်ဖြူတခွားတီးပဲမပြောဘူးလားအမေသားနော်အဲကုတုမှာရှိတဲ့စကားပဲပြောတယ်စံနေစံအိတ်တွေစပားတွေမပြတ်အောင်ခုနှစ်မပြတ်အောင်ကျွန်တော်လင်မယားနှစ်ယောက်ပဲနေတော့ကလေစံသိပ်ဝယ်ထားတယ်ခရီးသွားလိုက်ရတယ်အိမ်မှာနေတဲ့ကောင်လေးကိုမာထားတယ်မင်းအပြင်မှာမစားနဲ့တငယ်ချင်းတွေကိုခေါ်လာဒီမှာလာချက်စားရေခဲတက်တာမှာလည်းထည့်ထားတယ်ကြာစားလို့ရတဲ့ဥစ္စာရှိတယ်အသားတွေလည်းဝယ်ထားတယ်အိမ်မှာစံအိတ်လည်းရှိတယ်လူပြိုဆိုတော့မစားဘူးရှောက်သွားတာကျွန်တော်တို့လည်းခရီး2လထွက်ပြီးပြန်လာတယ်မိမရောင်ထဲမှာထည့်ထားတဲ့ဆန်ကအကုန်ပိုးထိုးနေတာအခေါင်းပေါက်တွေဖြစ်နေတာအမှုတော်ဆောင်နော်အဲ့ဒီအခေါင်းပေါက်တွေကိုမလွန့်ပစ်ဘူးအကုန်စားတယ်တစ်ခါဆေးလို့ရှိရင်9ခါ10ခါဆေးရအကောင်နေစံဘိုးတွေချင်းဆုပ်တွေနော်ထွက်တဲ့ဆန်တွေကအခေါင်းပေါက်တွေဖြစ်နေတယ်ဖြူကြီးတွေမကုန်နိုင်ဘူးဒါပေမဲ့ကျွန်တော်မိန်းမကပြောတယ်ပြစ်လိုက်ရအောင်မပြစ်ဘူးတပည့်တော်ဖြစ်တဲ့နန်းမှာထမင်းတစ်စေ့တောင်မကြံအောင်သူများကိုတွင်တင်ခဲ့တာစီကံအရာမဟုတ်နော်ဖယားကောင်းကြီးဆိုရင်အလကားဟာတာမဖြစ်အောင်လို့အဲ့ဒီအပေါက်ဖြစ်နေတဲ့ပိုးထိုးနေတဲ့ဆန်ကိုတလအထိလည်းများစားတယ်လုံးဝဆန်အစ်မဝဲဘူးယောသတ်9နှစ်ဆန်စပါးမပြတ်စည်းအောင်ထားရတယ်မပုတ်မတူအဲ့ဒီဉာဏ်ပညာတွေစီမံခန့်ခွဲနိုင်မှုတွေအကုန်လုံးဖယားကသူ့ကိုအမွေပေးတယ်ဖယားနာမဘုန်းကြီးပါစေဒီနေ့ကျွန်တော်အမွေခံလို့ပြောရင်စီးစိမ်ဥစ္စာကိုပဲမမြင်နဲ့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုဖယားခင်ကဘုန်းစည်းစိမ်ပေးတယ်ဘုန်းစည်းစိမ်ပေးတယ်ငွေကြေးကောင်းကြီးမင်္ဂလာကြွယ်ဝခြင်းကောင်းကြီးမင်္ဂလာခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ကျမ်းမာခြင်းငြိမ်သက်ခြင်းဒါတွေနဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်တို့ကအတိကကျွန်တော်တို့ပြောကြဆိုကြဒီအရာတွေကိုကျွန်တော်တို့လိုချင်ကြတယ်နိုင်ငံတနိုင်ငံတော်မှပဲခေါင်းဆောင်တယောက်ကိုမွေးထုတ်တဲ့အခါမှာနော်နှစ်ရှည်လများစွာပြင်ဆင်ရတယ်ဒီမိုကရေစီနိုင်ငံတွေမှာလည်းရှိတယ်ဒီမိုကရေစီနိုင်ငံတွေမှာပါတီစုံဒီမိုကရေစီကိုပါတီထဲကနေပြီးတော့ရွေးကောက်ခံမဲ့သမ္မတနေရာကိုရွေးကောက်ခံမဲ့သူဆိုရင်ပါတီထဲမှာပြင်ဆင်ရတယ်အဲ့ဒီလူထွက်လာအောင်
ပါတီရဲ့ policy တွေနဲ့နိုင်ငံရေး policy ကိုတကယ်သစ္စာရှိမဲ့သူကိုပါတီထဲကလူတွေထဲမှာသူတို့မွေးထုတ်ရတယ်ဒါပါတီစုံဒီမိုကရေစီမှာဟောအဲ့လိုပဲကမ္ဘာပေါ်မှာအရင်ရှင်sorry ဒီတဥစံပိုင်တို့လို့ပရိဒရစ်ခေတ်လို့ပရိဒရစ်လိုမျိုး socialist communist နိုင်ငံတွေမှာကျွန်တော်တို့အနည်းဆုံးတရုတ်နိုင်ငံ communist party ဟိုးဂျန်စီမင်းလက်ထက်ကတည်းကနေပြီးတော့ရှီကျင်းပင်ကိုမွေးထားရတယ်နော်ဂျန်စီမင်းလက်ထက်ကတည်းကနေရှီကျင်းပင်တို့ကိုအနာဂတ်ခေါင်းဆောင်အနေနဲ့သူတို့တတိုက်ကိုမွေးထားပြီဟူဂျင်တောင်တက်လာတယ်ခေါင်းဆောင်တွေကိုဆက်မွေးထားတယ်အဲ့လိုနဲ့အဲ့ဒီခေါင်းဆောင်တွေအနားယူသွားတဲ့အခါမှာနှစ်ပေါင်း30လောက်ပြင်ထားတဲ့ခေါင်းဆောင်တွေကသူတို့ပါတီရဲ့ခေါင်းဆောင်နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာတယ်ယုံကြည်စိတ်ချလို့ရတဲ့လွဲအပ်လို့ရတဲ့လူဖြစ်လာတယ်ဆိုအမွေခံဆိုတဲ့တဘောကဘာကိုပြောချင်တာလဲအဆဆအရာရာ trustworthy အလုံးစုံကိုယုံလို့ရတယ်အဖကဖခင်ကသူ့သားကိုအရာရာလွှဲလို့ရတဲ့သူကိုပဲအမွေခံအနေနဲ့ပေးတာဒါဝိရှိမှာသားတွေအများကြီးရှိတယ်အဖေရဲ့နေရာကိုအရေးချစ်တဲ့အယံများတယ်အဖေရဲ့နေရာကိုတက်လူတယ်အဖေထွက်ပြေးရတယ်အဘရှလုံအဒေါနီယာဖခင်ရဲ့ထီးနှန်းကိုပါလူနိုင်တဲ့အထိအရေးချင်းရှိတယ်တော်တဲ့တတ်တဲ့သားတွေအများကြီးရှိတယ်ဒါပေမဲ့ဒီဖယားသခင်ရဲ့အာနာဖယားရဲ့ authority ကိုဝန်ခံပြီးတရားတော်နောက်ကိုလိုက်နိုင်မဲ့သားကိုသူပြင်ဆင်တဲ့အခါမှာသူစဉ်းစားတဲ့အခါမှာဘဒုကိုသူပြင်ဆင်ခဲ့လဲဆိုလို့ရှိရင်ရှောလမုန်ကိုသူပြင်ဆင်ခဲ့တယ်အာမင်ဓမ္မရာဇဝင်အခန်းကြီးဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး28အပိုက်ငယ်ကိုငါသားရှောလမုန်တင်းအဘဤဘုရားသခင်ကိုသိလောစုံလင်သောနှလုံးကြည်ညိုသောစိတ်တော်နှင့်ဝတ်ပြုလောထာဝရဘုရားသည်ခတ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍အကြံအစီရှိလေသမျှတို့ကိုသိတော်မူ၏ကိုယ်တော်ကိုရှာလင်အတွေ့ခံတော်မူပြီးကိုယ်တော်ကိုစွန့်လင်တင့်ကိုအစဉ်အမြဲစွန့်တော်မူမည်သူ့ရဲ့သားကိုဖခင်ကသူ့ရဲ့အရိုက်အရာကိုအမွေခံမဲ့သူ့သားကိုတေးသေးချာချာသူပြင်ဆင်ခဲ့တယ်အဓိကဘာနဲ့ဆိုင်လဲဆိုရင်ဖယားနဲ့ဆက်ဆိုင်တဲ့အရာကိုအမွေပေးခဲ့တယ်ငါသားရှောလမုန်တဲ့အဘရဲ့ဖယားသခင်ထာဝရဖယားကိုသိပါစုံလင်တဲ့နှလုံးကြည်ညိုတဲ့စိတ်တဘောနဲ့ဖယားကိုဝတ်ပြုပါဖယားသခင်ဟာခတ်သိမ်းသောနှလုံးတို့ကိုစစ်ပြီးအကြံစီရှိသမျှကိုသူသိတယ်ဟောဒါဖယားခင်ရှေ့မှာစုံလင်တဲ့နှလုံးရှိပါဖယားကိုရှာပါဖယားကိုဆွဲလန်းပါဖယားကိုမစွန့်နဲ့ဘယ်အခြေအနေပဲရောက်ရောက်ဖယားကိုမစွန့်နဲ့ဖယားကိုဆွဲလန်းရင်ဖယားကိုရှာရင်တင့်ကိုအတွေ့ခံမယ်ဖယားကိုစွန့်ပြစ်ရင်ဖယားတင့်ကိုစွန့်ပြစ်လိမ့်မယ်တုတ်တန်ကျမ်းအခန်းကြီး73တုတ်တန်ကျမ်းအခန်းကြီး73အပိုက်ငယ်18တွင်တင်ခြင်းကိုညှင်းပယ်တော်သူသည်ဆင်းရဲခြင်းနှင့်ရှက်ကြောက်ခြင်းသို့ရောက်လိမ့်မည်ဆုံးမသောစကားကိုနားထောင်တော်သူမူကားဂုဏ်တည်ကိုရလိမ့်မည်တွင်တင်တဲ့အရာကိုဖခင်ကကိုယ်သားသမီးကိုသူ့ရဲ့အရိုက်အရာကိုအမွေခံမဲ့သူ့သားသမီးကိုတွင်တင်သောအရာတင်ပေးသောအရာလက်ဆင့်ခံသောအရာအဲ့ဒါကိုညှင်းပယ်လို့ရှိရင်ဆင်းရဲခြင်းနဲ့ရှက်ကြောက်ခြင်းရဖယားသခင်ရဲ့တွင်တင်ခြင်းကိုညှင်းပယ်ရင်ဆင်းရဲခြင်းနဲ့ရှက်ကြောက်ခြင်းဖယားသခင်ဆုံးမတဲ့စကားကိုနားထောင်ရင်အတ္တရရှိမယ်အာမင်ဂုဏ်အတ္တရကိုရမယ်ဟေဘရဲအခန်းကြီး7မှာပြောထားတယ်သားနဲ့ပတ်သက်ပြီးမှနော်ကျွန်တော်တို့ပြီးခဲ့တဲ့ခေါက်တဘာပတိကဖတ်ပြီးသွားပြီနော်7အပိုက်ငယ်9နဲ့8သင်တို့ဒီဆုံးမတော်မူခြင်းကိုခံလင်သားတို့ကိုပြုတကဲ့သို့ဘုရားသခင်သည်သင်တို့ကိုပြုတော်မူ၏အကြောင်းမူကားအဘမဆုံးမသောသားတစုံတစ်ယောက်ရှိသလော
တာအပေါင်းတို့ဒီခံတတ်တော်ဆုံးမခြင်းကိုသင်တို့ဒီမခံဘဲနေလင်တာရင်မဟုတ်မင်းဦးမင်းလွင်ရတော့တာဖြစ်ကြတယ်ဒီစာကိုရေးနေတဲ့ခေတ်ကာလအချိန်အခါမှာဖခင်တိုင်းကကိုသားသမီးကိုဆုံးမတဲ့အချိန်ဖြစ်တယ်။တနေ့ကျရင်သားယောက်ျားတိုင်းဟာဖခင်ရဲ့ပခုံးပြောင်းတာဝန်ကိုလွှဲရမယ်။ဒီအိမ်ရဲ့အဖေရဲ့အရက်အရာကိုမယူဘူးဆိုရင်တော့ကျန်တဲ့ညီအကိုတွေကအိုးအိမ်ထူထောင်ရလိမ့်မယ်။အဲ့ဒီအခါမှာဘဝကိုကောင်းမွန်စွာရက်တတ်ဖို့ရအတွက်ကိုသားသမီးတိုင်းကိုဖခင်ကအမွေပေးတယ်။အရာအလုံးကိုတွင်တင်ပေးတယ်လမ်းပြပေးတယ်ဆုံးမပေးတယ်။ဒါကြောင့်တမန်တော်ကြီးရှင်ပေါလုကပြောတယ်ဖခင်တိုင်းဟာသားသမီးတိုင်းသားတွေကိုဆုံးမဆုံးမခြင်းမခံမဲနဲ့ကြီးလာတဲ့သားရှိသလားအဲ့ဒီခါတော့ဖခင်မှန်ရင်ဆုံးမတယ်။ဒါကြောင့်သားတိုင်းဟာဆုံးမခြင်းကိုခံပြီးကြီးလာတဲ့သူဖြစ်တယ်။ဒါပေမဲ့အပိုက်ငယ်ရှစ်မှာပြောတယ်သားအပေါင်းတို့ဒီခံတတ်သောဆုံးမခြင်းကိုသင်တို့ဒီမခံမဲနေလင်သားရင်မဟုတ်မင်းဦးမင်းလွင်ရတော့သားဖြီမင်းဦးမင်းလွင်ရတော့သားဆိုတာဘာလဲရိုးလေးဆရာယုဒတန်ကမြန်မာစကားမှာယင်ကြေးနဲ့အနာကျင်ဆုံးဆဲထားတဲ့စကားဖြစ်တယ်ယင်ကြေးနဲ့အနာကျင်ဆုံးဆဲထားတာမင်းဦးမင်းလွင်ရတော့သားအဖေကဘယ်သူမှမသိဖခင်နာမည်ခံမဲ့သူမရှိလင်းအောင်မပေါ်ဘဲနဲ့မွေးတဲ့တာဆုံးမခြင်းမခံမဲ့ကြီးလာတဲ့ကလေးဆိုပြီးမှကင်ပွန်းတတ်ခံရတာအဲ့တော့ကိုမင်းဦးမင်းလွင်ရတော့တာ fatherless child လို့ခေါ်တယ်တာအပေါင်းကခံတတ်တဲ့ဆုံးမခြင်းကိုမခံမဲနေတာတိုင်းကဆုံးမခြင်းမှာတွန်းတင်လမ်းပြခြင်းမှာကြီးလာရတွန်းတင်လမ်းပြခြင်းဆုံးမခြင်းမရှိဘူးဆိုလို့ရှိရင်သူဟာရှက်ကြောက်ခြင်းဖြစ်တယ်တွန်းတင်ဆုံးမခြင်းကိုခံရင် तू ကဂုံအတီးဖြစ်တယ်။ဒါကြောင့်ခုနကကျွန်တော်ပြောတယ်ဖယားသားဖြစ်ခြင်းမှာကျမ်းစာထဲမှာအဓိကနှစ်ခုပါတယ်။ဒါပေမဲ့ခရစ်ယာန်တွေကဘလောက်နဲ့ပဲကျေနပ်နေတာလဲ။ယောဟန်အခန်းကြီး1အပိုက်ငယ်7နဲ့နံပါတ်1တစ်ချက်ထိုသူကိုလက်ခံသမျှသောသူသည်ဟူသောကိုတော်ကိုယုံကြည်သောသူတို့အားဖယားသခင်သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏လူတိုင်းကယ်တင်ခြင်းရတယ်ထာဝရအသက်ရတယ်နိုင်ငံတော်ထဲမှာဒုတိယမွေးခြင်းခံတယ်ဒါပေမဲ့ကောင်းခင်အဖရဲ့စုံမခြင်းကိုမခံယူဘူးဆိုရင်သူဟာအမွေခံသားပဲတော့မှဖြစ်လာမှာမဟုတ်အာမင်ဒီနေ့ကျွန်တော်တို့ခရစ်ယာန်တွေကလူလေလှုပ်ထားတာလူလေလှုပ်နေတာထာဝရအသက်နော်ပြီးခဲ့တဲ့နေ့ကကျွန်တော် demonstration လုပ်ပြတတ်သိခံတော်မူချက်ဟူမူကားဘုရားခင်သည်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၏ထိုအသက်သည်သားတော်၌ပါ၏သားတော်ကိုရတဲ့သူကဘာကိုရလဲသားတော်ထဲမှာပါတဲ့အသက်ကိုရသားတော်ကိုမရရင်အသက်ကိုမရဒီနေ့ကျွန်တော်တို့ကသခင်ခရစ်တော်ဆိုတဲ့ကေတင်တော်အရှင်နဲ့ထာဝရအသက်ကိုကျွန်တော်တို့ကယူထားတယ်ဒါပေမဲ့အဲ့ဒီအသက်နဲ့ရှင်လားမရှင်ဘူးဇာတိပဂတိအသက်နဲ့ပဲရှင်တယ်မိုးလင်းလာတာနဲ့ညီးသွားခြင်းမိုးလင်းလာတာနဲ့ဇာတိလူရဲ့အသက်ရှင်ခြင်းနဲ့ပဲအသက်ရှင်တယ်ထာဝရအသက်ကိုဘာအနေနဲ့ပဲဆောင်ထားတာလဲတနေ့တည်လို့ရှိရင်ဘုရားခင်ရှေ့မှာကိုတော့ထာဝရအသက်ပါတယ်ကျွန်တော်ငြင်းသွားစရာလိုလားမလိုဘူးဆိုပြီးမှဖယားကိုလူလေလှုပ်ပြီးမှခရစ်ယာန်တွေထာဝရအသက်ယူထားတာထာဝရအသက်နဲ့မရှင်ကြဘူးဒီနေ့ခရစ်ယာန်တွေမှာထာဝရအသက်ရှိတယ်ယုံကြည်သူမှာထာဝရအသက်ရှိတယ်ဒါပေမဲ့အဲ့ထာဝရအသက်ကိုမသုံးဘူးထာဝရအသက်နဲ့ရှင်လည်းမရှင်ဘူးလောကသားတွေညီးရင်လိုက်ညီးမယ်နော်စိတ်တူဒေါသခိုင်ရန်ဖြစ်အကုန်လုံးလောကသားတွေနီးသူကာမဂုဏ်လွန်ကျူးခြင်းထဲမှာအသက်ရှင်မယ်praise and worship ဆိုလို့ရှိရင်တော့ဘုရားခင်ရှိမှမျက်စိလေးမိတ်ကိုတော်ပေးတယ်အသက်နဲ့အသက်ရှင်သူဘုရားခင်ရှိမှလာတယ်ဘုရားကိုလိန်တယ်ကိုတော်အသက်နဲ့ကိုတော်ပေးတဲ့အသက်နဲ့အသက်ရှင်တယ် no ခရစ်ယာန်တွေကိုတော်ပေးတဲ့အသက်နဲ့မရှင်ဘူးဇာတိပဂတိအသက်နဲ့ပဲရှင်တာထာဝရအသက်နဲ့ကျွန်တော်တို့ရှင်ရမယ်ဝိညာဉ်တော်ရဲ့တွင်တင်ဆုံးမခြင်း
ဝိညာဉ်တော်ဥဆောင်ခြင်းနဲ့ကျွန်တော်တို့ကရှင်ရမှာဖြစ်တယ်ဝိညာဉ်တော်ကကျွန်တော်တို့ကိုအမွေပေးခြင်းနဲ့ခတ်သိမ်းသောအမွေကိုပေးခြင်းနဲ့ယေရှုပြုရဲ့တစ်ကောအခန်းကြီးနဲ့အပိုက်ငယ်7ကိုကျွန်တော်တို့ဖတ်ရအောင်တစ်ကောနဲ့7โอเคယေရှုပြုကျွန်တော်နောက်ကပဲလိုက်ဆိုပါငါတို့သည်လောကီဝိညာဉ်ကိုမခံရကြဘုရားသခင်ပေးတော်မူသောအရာတို့ကိုသိခြင်းအလို့ငါဘုရားသခင်ထံမှကြွလာသောဝိညာဉ်ကိုခံရကြပြီအာမင်ဒီနေ့အမွေခံတယ်ဆိုတာဘုရားသခင်ရဲ့ဖြစ်ခြင်းဘုရားရဲ့စိတ်နေတဘောထားကျမ်းစာမှာပြောတယ်ကောင်းကင်ဘုံအဖစုံလင်သည်နီးသူသင်တို့သည်စုံလင်ခြင်းရှိပါသင်တို့ကိုခေါ်တော်မူသောသူတန့်ရှင်းသည်နီးသူသင်တို့သည်တန့်ရှင်းခြင်းရှိပါကျွန်တော်တို့ကိုစုံလင်သောသူဖြစ်စေခြင်းနဲ့ကျွန်တော်တို့ကိုကောင်းမွန်သောသူဖြစ်စေခြင်းနဲ့တန့်ရှင်းသောသူဖြစ်စေခြင်းနဲ့ဖြောင့်မတ်သောသူဖြစ်စေခြင်းနဲ့ခရစ်တော်၌ရှိသောထိုစိတ်တော်သည်သင်တို့၌ရှိစေပါခရစ်တော်မှာရှိတဲ့ Christ attitude ခရစ်တော်ရဲ့စိတ်တော်ထားခရစ်တော်ရဲ့တန်ရှင်းခြင်းခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းခရစ်တော်ရဲ့စုံလင်ခြင်းအလုံးစုံအဲ့ဒီအရာကိုအမွေခံစေခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ဘုရားသခင်ရဲ့ဝိညာဉ်ကဘုရားရဲ့တဘောအလုံးစုံဘုရားရဲ့ဘုန်းတည်အလုံးစုံကိုကျွန်တော်တို့အထဲကိုယူဆောင်ပြီးကျွန်တော်တို့ကိုအမွေခံစေတာဖြစ်တယ်။ဒါကြောင့်ကျမ်းစာကပြောတယ်ငါတို့ဒီလောကီဝိညာဉ်ကိုမခံရကြ။ဘုရားသခင်ပေးတော်မူသောအရာတို့ကိုသိခြင်းအလို့ငါဘုရားသခင်ထံမှကြွလာသောဝိညာဉ်တော်ကိုခံရကြပြီ။ဘုရားသခင်ရှိကနေလာတယ်ဘုရားသခင်ပေးမဲ့အလုံးစုံသောအရာကျွန်တော်တို့အသက်တာထဲမှာပြည့်စုံဖို့ရန်အတွက်ဝိညာဉ်တော်ရောက်လာတာဖြစ်တယ်။အဲဒီဝိညာဉ်တော်ကကျွန်တော်တို့ကိုနေ့တိုင်းဖခင်ရဲ့အလိုတော်ကိုတွန်းတင်တယ်။ဖခင်ရဲ့အကြံအစီထဲမှာကျွန်တော်တို့ကိုနေရာချတယ်။ဖခင်ရဲ့တဘောကိုကျွန်တော်တို့ကိုသင်ပေးနေတာဖြစ်တယ်။အာမင်။ဒါဝိအကြောင်းလေးနဲ့ပြန်ပြီးအဆုံးသတ်ချင်တယ်။ခုနကဒါဝိကထာဝရဘုရားရဲ့တင့်တယ်ခြင်းအတရေကို तू ကမြင်တွေ့သွားတယ်။ဘုရားသခင်ရဲ့တင့်တယ်ခြင်းအတရေကိုမြင်တွေ့သွားတယ်။အဲ့ဒီအလွန်တင့်တယ်တဲ့ဘုရားကလည်းဘယ်မှာကိန်းဝတ်တယ်လဲဆိုရင်ဘုရားကိန်းဝတ်တဲ့တတိုင်းတော်တင့်တယ်တဲ့ဘုရားရှိတဲ့အရက်ကဘာဖြစ်နေလဲ။အလွန်တင့်တယ်ခါနာတယ်။အာမင်။နော်ဆိုတင့်တယ်တော်ဘုရားစာလံ84အပိုင်ငယ်1နဲ့2ကျေးဇူးပြု projector လေးတစ်ချက်စာလံ84အပိုင်ငယ်1နဲ့2ကောင်းကင်ဘုံရှင်ထာဝရဘုရားအာမင်ဖယားရှိတဲ့တတိုင်းတော်ကအလွန်တင့်တယ်လာပါတယ်အဲ့ဒီဖယားသခင်ရှိတဲ့တတိုင်းတော်အလွန်တင့်တယ်လာပါတဲ့တတိုင်းတော်ကိုဒါဝိကအဲ့ဒီမှာနေခြင်းနဲ့အဲ့ဒီအယက်ဌာနတို့ကိုသူနှစ်သက်တယ်ဖယားရဲ့တတိုင်းတော်ကိုမျောလင့်တောင်းတတယ်ဖယားသခင်ရှိတဲ့နေရာကိုသူတောင်းတဆွဲလန်းတာနောက်ဆုံးအာရောတဲ့အထိနော်ကျွန်တော်တို့ဥမာလူငယ်တွေပေါ့အိမ်တော်မပြုတ်သေးတဲ့လူဟာမင်းကိုချစ်တာမင်းကိုဆွဲလန်းတာမစားနိုင်မတောက်နိုင်တဲ့အထိလွမ်းလို့ပိန်အောင်ပိန်သွားတယ်ပေါ့နော်ခန္ဓာအထိနော်ခန္ဓာပိုင်းဆိုင်ရာအထိ
chung cha doare ati phaya the king king would do muya a yetta na go swelana ta chat the di win la da wi ye sait the ma lai so yaung jesu pyu thara phya tin de chin at ye go phu myin yue bိမန်တော်၌မွေလျော်ခြင်းအလို့ငါထာဝရဘုရား၏အိမ်တော်မှာတသက်လုံးနေရမည်အကြောင်းတည်းဟုသောအခွင့်တစ်ခုကိုထာဝရဘုရား၌ငါဆုတောင်းပြီးထိုအခွင့်ကိုရှာအောင်မည်အာမင်လှပတဲ့ဖယားနေတဲ့နေရာကဘာဖြစ်သွားလဲလှပနေတယ်ထာဝရဘုရားရဲ့တိုင်းတော်တို့ဟာအလွန်တင့်တယ်လှပတယ်ခုနကကျွန်တော်ဥပမာပြောတယ်အင်္ဂလိပ်တွေကသူတို့ရောက်တဲ့နေရာဘလောက်ပဲတိုးတွေဖြစ်နေပါစေခုတ်ထွင်ရှင်းလင်းပြီးမှအင်္ဂလန်အတိုင်းလုပ်တယ်မဩစတြေးလျနိုင်ငံမဲဘုံမြို့ဆိုရင်အင်္ဂလန်အတိုင်းတည်ထားတာနော်ဆိုအမေရိကမှာနော်ပန်ဆယ်ဗေးနီးယားတို့နော်ဒီအမေရိကန်ရဲ့ကနဦး73 state ပေါ့နော်နယူးယောက်တို့ကော်နတီကတ်တို့အဲ့ဒီနေရာတွေမှာကြည်လိုက်လို့ရှိရင်ဒီနယူးအင်္ဂလန်တို့ပါဆိုဟိုးကနဦးအင်္ဂလန်ကနေရွှေ့ခဲ့တဲ့ပုံစံတွေအတိုင်းလူနေမှုတွေအများကြီးအခြေခံထားတယ်အင်္ဂလိပ်တွေကသူတို့ရောက်တဲ့နေရာမှာဥပမာမလေးရှားမှာဆိုမာလကာဖက်မှာနော်သူတို့ရောက်တဲ့နေရာမှာသူတို့ပုံစံတွေလုပ်ထားတယ်ပညာတတ်အစစ်မြင့်တဲ့လူတွေကဘလောက်ပဲတောကြိုအောင်ကြားဖြစ်နေပါစေသူတို့ရောက်လာအကုန်ခုတ်ထွင်ရှင်းလင်းပြီးမှသူတို့ရဲ့နိုင်ငံသူတို့ရဲ့စနစ်ကိုလုပ်လိုက်တာလှပသွားတယ်ကျွန်တော်တို့ကချင်ပြည်နယ်တို့ကျွန်တော်မြန်မာနိုင်ငံသားတွေကဟိုပါပေါ့နော်အရန်ကိုယ့်ရဲ့ data တွေကိုအရန်ချီးမွမ်းတတ်တယ်ဘလို့လှပတယ်ဘာညာပေါ့တချင်းတွေအမျိုးမျိုးရှိတယ်သလားလူဖြူတွေမှာအဲ့ဒါမရှိဘူးတိုင်မဲ့လေသူတို့နိုင်ငံရောက်သွားရင်လေတပတ်နေလို့အင်ဂျီအဖြူကော်လာမှာအယောင်မတင်ဘူးပြောချင်တာတန့်ရှင်းနေတာဖုံမရှိဘူးအင်ဂျီကော်လာနေမှာလေကျွန်တော်တို့တိုင်းပြည်မှာတရက်ပဲဝတ်တယ်နော်ချက်ချင်းပဲဘလောက်ပဲတန့်ရှင်းနေတဲ့လူဖြစ်ကော်လာမှာမဲသွားပြီအမေရိကမှာလေဖြူနေတာပဲဖုံဆိုတာတိတ်ရှားတယ်တချို့ state တွေဆိုပိုတန့်ရှင်းနေတာပဲသူတို့ရဲ့ပတ်ဝန်းကျင်မြက်ခင်းတွေစိုက်ထားတဲ့တောတောင်တွေဒီအရာတွေကိုမထိဘူးတစ်ပင်တွေမခုတ်ဘူးတစ်ပင်တွေကိုစိုက်တယ်ဒါပေမဲ့ချင်းမွန်ခံဖွင့်တဲ့ဥစ္စာမရှိဘူးတိုင်းပြည်ကတာယာလှပပညာတတ်တဲ့လူတွေနေတဲ့နေရာကလှပသွားတာလူတွေမှာတော့အစစ်မြင့်သွေးခေါ်တတ်တဲ့အတိုင်းအဝိုင်းဖြစ်လာရင်သူတို့ရဲ့ပတ်ဝန်းကျင် data ကလှသွားတာနော်အဲ့ဆိုလူဖြူတွေကဘယ်လိုစဉ်းစားလဲလူရက်ကွက်တရက်ကွက်တတ်မှရင်လူဦးရေဘယ်လောက်ပဲရှိရမယ်အိမ်ခြေဘယ်လောက်ပဲရှိရမယ်အဲ့ဒီလူဦးရေနဲ့အဲ့ဒီအိမ်ခြေအတွက်လုံလောက်တဲ့ကျမ်းမာရေးလေ့ကျင့်ခန်းလမ်းလျှောက်ဖို့ရန်အတွက် area ရှိရမယ်ကလေးတွေကစားမဲ့ကစားကွင်းရှိရမယ်ဘောလုံးကွင်းရှိရမယ်စပိန်စီးတဲ့နေရာရှိရမယ်စကိတ်စီးမဲ့နေရာရှိရမယ်မိသားစုတွေ family တွေ3-4စုအတူတကွမိတ်ဆုံစားမဲ့ barbecue လုပ်မဲ့နေရာတွေရှိရမယ်အပန်းဖြေမဲ့ refreshment area တွေရှိရမယ်အဲ့ဒီအရာတွေအကုန်လုံးထည့်သွင်းစဉ်းစားပြီးမှရက်ကွက်တစ်ခုကိုပုံဖော်တာလူဖြူတွေကသူတို့နေတဲ့ပတ်ဝန်းကျင်ဆိုတာယာလှပါတယ်ဒါလောကမှာလူတွေပဲရှိသေးတယ်ထာဝရဘုရားကအလွန်တင့်တယ်လှပခန္ဓာဉာဏ်ပညာနဲ့ပြည့်စုံတယ်သူ့နိုင်လို့မရဘူးသူ့ရဲ့ဘုန်းတော်ကအင်မတန်လှပလွန်းတယ်ဗျာဒိတ်ကျမ်းမှာပေါ်ပြထားတယ်နော်အဲ့ဒီဘုန်းအတည်နဲ့ပြည့်စုံလှပခန္ဓာလွန်းတဲ့ဘုရားကသူရှိတဲ့အရက်ကလည်းကောင်းကင်နိုင်ငံတော်ကလည်းတတိုင်းတော်ကလည်းအင်မတန်လှပခန္ဓာသွားတယ်ဘုရားနာမဘုန်းကြီးပါစေဒါဝိကလေဖျားနေတဲ့နေရာအရန်လှပတာကိုသူ့ဘာနေခြင်းတယ်အဲ့မှာတစ်ချက်ချင်းပဲပြောင်းသွားတယ်အခြေအနေငါကအဲ့ဒီနေရာမှာသွားနေတာထက်လှပတဲ့ဖျားရှိတဲ့တိုင်းတော်ကလှပခန္ဓာတင့်တယ်သွားတယ်ဆိုရင်
Eri Payada, Naya Kanda Tema, Say Winyan Tema, Na Atata Tema, Eri Paya Lani Lucian. Naha Eri the Dino Tap, Ta you think there though, Indo at the Tapitome. Piarkin, Nama Bunji Bazi. Eri Badinian Tea Tiku Dawiga Sangake. Na Tema Paya Indo Pitchene. Na Kurangai at the Taga Paya the Dino Pitchene. Na Era Goven Lucene, Eri Aquino Venga Shame. Na Tema Paya Lani Puvenga Puka Bime. Tawra Paya Indo go to Pelauti Swelale. The Mayas will choke Patamasa zone. Akanyin Nasako upon it though, Janonogani, Jesu be like so yaw. Nai Piata King Indo night. Na sing the low swellando jaw. Totanshino Indo Pisin, Totanshino in a pro. Pisin no Osama the bar. Go Osa Tega. All Pira should acquat down ne. Chok Tayandogo, Mumman Siapo. We sing Kunatango. Nai Piarke Indo Apo. Nabi Tawigali, Yasa playing Moluchun Chidomisi. Amen. Dine Generally, in Kong Kong, Ka Kong Kong, facility period a yard with General Puswelan. General winning or General Angatare. Paya la needed Pima Dikukanaga, Tiko Kanji don't such out my your heart. Teno Kukana, Payan the king, came with the Bima knows or Tenomatiula. Eri Bima no attention. If anyone make define the temple of God, the so the other do are to Bima no go news yen, Eri Bima won't appear. But Lopeng we jelly showing where a concha can be, cannot tell what it. Bima noji takapalonga lure labi ngemo and all yare. Solomon ye Bima noji pinebase oh no. Nipoka Niza Api Tiny Macha on Pia Misho Pesicare. Piargia di appearance in a song yoni Piassing Wenzao. Lulane Lote a song my Piamane. Piarkin Nation bringing the Homa Tashin Dure. Moshe go Pumbiakere, Dawi go Pumbiakere. Nanachana Minoya Terema Nagene. Nanachana Minoya winning him and Nagene. General winning of Paya Pansenga Dega Nepiro, 2 year winning Lani Puya at design Swebima Payapians and Hara. Done it, Taja 2 year Pondaranone and you Dandi Payapans and Hara. General water, Pure, Pipure, Paine, Tuan Chorus ready at Pim Pongzanga Paya the Mobu. General winning a Paya the General winning up Boya Maya Pasan Shishi Mashishi Satjaura Tamaga Tambushi there. Cridoya Atue Atane Juiware Paya Atane Payaga Tampu Tatara Pide. Dini Logama Ateno Rima Pasanshi Tamio Pasan Tamio Luria Quecha Sanjare. Atue Bingo Chivima Luria discriminate. The only Quecha Sanjare. Topione Lu Tamio Matopione Lu Tamio Ateno Ma Quecha Jare. Kriani Eloqueta Jare. Bago Jibima Nia Pirale. Popiatate Tinkara Tayari. Paya Animamane Uchidomesi. Tawiga, Tui Atatama, Brinia Ahoma, Payaga Lu Atema, Lani Lumiabu. Brinia Ahoma Nekumishibu. Payaku Raimanebu. Taimeli Paya Atu Shiche. Presence of God, Shekinah glory. Paya Nyamauto, Longchongdo, Yintato, Joewado, Paya Bong at the Shido. Eri Nyamauto go to Kansat and Lolo. Bring it out to Yao. Prophet Eli let Tamagrega.
သရေလလူမျိုးကိုခေါင်းဆောင်တဲ့ခေါင်းဆောင်တွေဖယားအတူပါတယ်ဆိုတဲ့ဗြိဉ္ဉ်တက်တာကိုမိထားတယ်ရှောလူဘယင်ဖြစ်တဲ့နှစ်40တခါမှတတိမရအောင်ကျမ်းစာထဲမှာလုံးဝမဖော်ပြအောင်ဒါဝိဘယင်ဖြစ်လာတဲ့ဗြိဉ္ဉ်တက်တာဘယ်မှာရှိသလဲအဘိဓမ္မာအိမ်မှာထားနေပြီဖိလိတိလူတွေကအန်ဒီရဲ့ရှိလွန်လို့မရရအောင်ပြန်ပို့ပေးတာဣသရေလကိုဣသရေလလူမျိုးတွေသွားမယူဘူးနေဆက်မှာအဘိဓမ္မာအိမ်မှာပဲထားတာဒါဝိသွားယူတယ်လှဲနဲ့သွားယူတယ်လူသေးတယ်သူမသိဘူးစိုးရင်ကြောက်သွားတယ်အန်ဒီရဲ့ဖြစ်မှာဆိုလို့ဩဘဒေတုံအိမ်မှာထားတယ်ဩဘဒေတုံအိမ်မှာဗြိဉ္ဉ်တက်တာရှိတဲ့အခါမှာအစာအရာအစမပြေတဲ့ဩဘဒေတုံမိသားစုဇေဘွားရေးလူမှုရေးကျမ်းမာရေးမွေးမြူရေးစိုက်ပျိုးရေးဘာမှအဆင်မပြေဘူးဖယားရဲ့ဗြိဉ္ဉ်တက်တာအတူပါရှိခြင်းယေဟောဝါရှမအိမ်မာနွေလာကျွန်ုပ်တို့ရဲ့အဘအဖအတူရှိတဲ့အခါမှာဩဘပေတုံအိမ်မှာအရာရာမှာဖယားကောင်းကြီးပေးတယ်နိုင်ငံကိုပြန်ထူထောင်ပြီးအာယူရတဲ့အချိန်နလန်ပြန်ထနေတာဖိလိတိလူတွေအရှိမတိုင်းပြီးပျက်စီးပြီးရှင်ဘရင်မှာတည်တဲ့အထိဣသရေလနိုင်ငံကြီးကပျက်စီးခဲ့တာအညံ့ခံခဲ့တာဒီကြရှုံးတဲ့ fail state ကြီးကိုပြန်ထူထောင်ဖို့ရအတွက်ဒါဝိရှိမှာဘာအစွမ်းတတိမရှိဘူးဒါဝိဘုဒ္ဓလိုလဲဖယားကိုလိုတယ်ဖယားရဲ့မျက်မှောက်တော့ဖယားရဲ့အတူပါရှိခြင်းအဲ့ဒါကိုသူလိုချင်တယ်ဒါကြောင့်အဘိနဒအိမ်ကနေဩဘဒေတုံအိမ်ဩဘဒေတုံအိမ်ကနေဂျေရုဆလင်အထိသူယူလာတယ်ခြေလမ်း9လမ်းရစ်တခါပူဇော်ခြေလမ်း9လမ်းရစ်တခါပူဇော်နောက်ဆုံးဂျေရုဆလင်ရောက်တဲ့အထိတင်တိုင်းတော်တွေကျွတ်ကြသွားတဲ့အထိဝမ်းမြောက်စွာဖယားကိုသူတည်ဆောင်လာတယ်ယုံကြည်သူမှအဲ့ဒါမရှိဘူးဒီနေ့ဖယားเจ้าလာရင်မှလိန်နေကြတယ်အမှုတော်မြတ်ထဲမှာလိန်နေကြတယ်အဲ့နှလုံးသားမရှိနေရာရချင်တယ်နာမည်ကြီးချင်တယ်အောင်မြင်ချင်တယ်လူသိများချင်တယ်ထင်ပေါ်ချင်တယ်ကြွယ်ဝချင်တယ်အဲ့ဒါတွေပဲရှိတယ်ဘုရားခင်ဗိမာန်တော်ထဲမှာဘုရားမကြိုက်တဲ့အရာတွေပဲဆောလမုန်ဗိမာန်တော်ထဲမှာရုပ်တုစင်တုတွေဂျေရုဆလင်ယူဒပြည်ပြည်လာဗိမာန်တော်အထိရောက်လာတယ်အဲ့ဒီယွန်ရှာဖွယ်ဗိမာန်တော်ကိုလေဘုရားခင်ကဘာဗလုန်ဘုရင်နေဗုခဒ်နေဇာနဲ့မိရှို့ပလိုက်ရတယ်မိရှို့ရင်လောင်အောင်လို့လောင်အားကောင်းအောင်လို့ဘုရားကျောင်းစောက်ကတိုင်းကနေအာရတစ်တာနဲ့စောက်ခိုင်းတာထင်းရှူစီတာပဲနော်ထင်းရှူပြောတာထင်းရှူမိတစ်ချက်တိုးလိုက်ဘာဖြစ်သွားမလဲဓာတ်စီလောင်းကြမလို့မိဟုံးတောက်သွားတနေ့ကျရင်ဖြတ်စည်းမှာအဲ့ဒီဘုရားကျောင်းမောရှေစောက်ခဲ့တဲ့ဗိမာန်ဖိလိတိစစ်ပွဲမှာပျောက်ထွက်သွားတာနောက်ဆုံးဗြိဉ္ဉ်တက်တာယေဘရဟိတ်တွေထမ်းပြေးရတယ်ဗြိဉ္ဉ်တက်တာယေဘရဟိတ်တွေထမ်းပြေးရနောက်ဆုံးစစ်ပွဲပါသွားတယ်မောရှေလက်ထက်ကဣသရေလလူမျိုးတွေလှူဒန်းခဲ့တဲ့စေတနာစိတ်အားဖြင့်လူပြီးတဲတော်စောက်ခဲ့တဲ့တဲတော်ကြီးရွှေငွေတွေအကုန်ခွာချအကုန်ယူသွားတယ်ဘာမှကြဒါဝိလက်ထက်မှာဘာမှရှိပဲဗြိဉ္ဉ်တက်တာကိုပဲယူပြီးယာယီတဲလေးနဲ့ဖယားကိုကိုးကွယ်ခဲ့တယ်ဖယားနဲ့အတူရှိခြင်းနဲ့ဖယားနဲ့အတူနေခြင်းနဲ့ဖယားပါမှဖြစ်မယ်ဖယားကိုငါကအကောင်းဆုံးနန်းတော်မှာနေတယ်ဖယားကရွက်ဖြင်လေးနဲ့ပဲနေတယ်အဲ့ဒီဖယားအတွက်အိမ်တော်ကိုစောက်ခြင်းတယ်ဖယားနဲ့အတူနေဖို့ဆိုရင်အဖိုးအခတွေပေးခြင်းတယ်ဒါပေမဲ့သူ့ဖယားမစောက်ခိုင်းအဲ့ဒီအိမ်တော်စောက်ဖို့ရန်အတွက်အော်ဖီရာရွှေအခွက်3000ငွေစင်9000အားလုံးပိတ်တာချင်း3သိန်းအခန်းကြီး29အပိုင်ငယ်19မှာပြောထားတယ်ရှောလမုန်ကိုအမွေပေးခဲ့တဲ့အရာဗိမာန်တော်စောက်ဖို့ရန်အတွက်ပြင်ဆင်ခဲ့တဲ့အရာအကျွန်ုပ်၏သားရှောလမုန်သည်လည်းကိုရောဤသက်သေခံချက်ထုံးဖွဲ့ချက်ပညတ်တရားတို့ကိုစောင့်ရှောက်၍အကျွန်ုပ်ပြင်ဆင်သောအမှုကိုအကုန်အစင်ပြီးစီးစေလျက်ဗိမာန်တော်ကိုတိဆောက်နိုင်မည်အကြောင်း
စုံလင်သောစိတ်နှလုံးကိုပေးသနာတော်မူပါဟုပရိသတ်အပေါင်းတို့ရှေ့မှာထာဝရဘုရားကိုကောင်းကြီးပေးလက်မွတ်ဆို၏အခန်းကြီး29အပိုင်ငယ်19စုံလင်သောနှလုံးသားဖယားကိုလိုချင်တဲ့နှလုံးသားဖယားကိုအမွေခံချင်တဲ့နှလုံးသားဖယားရဲ့ဘုံနဲ့ပြည့်ချင်တဲ့နှလုံးသားအိမ်တော်ကိုယ်တိုင်ဗိမာန်တော်တတိုင်းတော်အိမ်တော်ဖြစ်ချင်တဲ့နှလုံးသားရှိဖို့ရန်အတွက်သူ့သားကိုဆူတောင်းပေးခဲ့တယ်ခန္ဓာထေဝါတဲ့ဖယားနေမဲ့ဗိမာန်တော်အတွက်သူစောက်ခွင့်မရပေမဲ့အလုံးစုံကိုသူပြင်ဆင်ခဲ့တယ်ဒါမဲ့လေနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာအဲ့ဒီဗိမာန်တော်ကိုညှဉ်းညူးစေတယ်ဖယားဖြတ်စည်းတယ်နှစ်ပေါင်း80ဘာဘလုံမှာကျွန်းခံရတယ်ကျွန်းခံရဘောဂဒနေပြီးတော့ဇေရုဘဗေလာတို့ဣဇရာတို့နေဟမိတို့ပြန်လာပြီးမှလုံးဝတိုက်မြစ်ပါမကြံဖြိုချခံရတဲ့ဗိမာန်တော်မှာဖယားရဲ့ဘုံအတင်ကြီးပြည့်စုံတဲ့ဒုတိယအိမ်တော်ပြန်တည်ဆောက်တယ်ဒါပေမဲ့အဲ့ဒီအိမ်တော်မှာဣသရေလလူမျိုးတွေပြန်ပြီးမှညှဉ်းညူးစေတယ်ဘယ်သူတွေကအဲ့ဒီအိမ်တော်ကိုညှဉ်းညူးစေတာလဲယစ်ပရောဟိတ်တွေနောက်ဆုံးဖျားခင်ဇေရုဘဗေလရဲ့အိမ်တော်ကို Alexander the Great နဲ့ Roman Empire လက်ထက်မှာပြန်ဖျက်ဆီးပလိုက်တယ်။အုတ်တုံပျက်စီးတာမဟုတ်ပေမဲ့9ပုံ4ပုံပျက်စီးသွားတယ်။အဲ့ဒီယိုယွန်းသွားတဲ့ဗိမာန်တော်ဘာမှမကြံတော့တဲ့တန်ဖိုးရှိတဲ့အရာတွေအားလုံးလူယူခံရတဲ့ဇေရုဘဗေလဗိမာန်တော်ကို BC 60ဝန်းကျင်ရောက်လာတဲ့အခါမှာRoman Empire ရဲ့ဘုရင်ခံဖြစ်တဲ့ယေရှုလက်ထက်ကနော်ခရစ်တော်မမွေးခင်ကအုပ်ဆိုးတဲ့ခရစ်တော်မွေးပြီးယောဟန်ကိုတတ်တဲ့ဟေရုမင်းကြီးကဣသရေလကျမ်းတပ်ပုဂ္ဂိုလ်ပါရိရှဲတွေနဲ့နော်နှစ်ပေါင်း46နှစ်တိုင်ဗိမာန်တော်ကိုပြန်တည်ဆောက်တယ်ဖယားရဲ့မျက်မှောက်တော်ယူဒပြည်မှာဣသရေလပြည်မှာပြန်လည်ပြီးပေါ်ထွက်လာဖို့ရန်အတွက်အဖို့အခပေးပြီးဖယားလူတွေ46နှစ်ပြန်တည်ဆောက်တယ်ဒါပေမဲ့အဲ့ဒီဗိမာန်တော်မှာလေဖယားကိုမျော်လင့်တဲ့လူတွေဘယ်သူမှမရှိတော့ဘူးကျမ်းတတ်တွေပါရိရှဲတွေဘာသာရေးသမားတွေကအဲ့ဗိမာန်တော်ကိုလွှမ်းမိုးပလိုက်တယ်နောက်ဆုံးဖယားကိုနှုတ်ကပတ်တော်ကိုလူစားတိခံမဲ့နှုတ်ကပတ်တော်ကိုမျော်လင့်တဲ့နောက်ဆုံးနှစ်ယောက်ပဲကြတယ်ရှုမောင်နဲ့အာနာပဲယေရှုလာတဲ့အခါမှာသူတို့မျက်စိနဲ့မြင်ရတယ်ကောင်းကြီးပေးရတယ်နှုတ်ကပတ်တော်လူစားတိခန္ဓာကိုမျက်မြင်ကိုတွေ့ဖြစ်ပြီးမှသူတို့ရဲ့နေ့ရက်ကာလတွေဟာဘိုးဘေးစုဝေးရာနေရာရောက်သွားတယ်အဲ့ဒီဗိမာန်တော်ကိုယေရှုကပါရိရှဲတွေအရှိမပြောခဲ့တယ်ဒီဗိမာန်တော်ကို3ရက်အတွင်းငါဖြိုချမယ်တကယ်ပဲခရစ်တော်လက်ဝါးကတိုင်ထက်မှအသေးခံပြီးရှင်းပြန်ထမြောက်နောက်နှစ်80 AD 80မှာအဲ့ဒီဗိမာန်တော်ကိုမီးလောင်တိုက်တွင်းပြီးမှဖျက်ဆီးပလိုက်တယ်ပြီးမှဖယားကဗိမာန်တော်အသစ်လူဖြတ်လို့မရတဲ့ဗိမာန်တော်လူထိလို့မရတဲ့ဗိမာန်တော်ဆိုတဲ့ခရစ်တော်ရဲ့ခန္ဓာတော်ဒီဟူသောအသင်းတော်ဘုရားခင်ရဲ့ဝိညာဉ်တော်ကိန်းဝတ်တဲ့ဗိမာန်တော်ကိုပြန်တည်ဆောက်တာဖြစ်တယ်အာမင်ချစ်တော်မိတ်ဆွေဒါဝိသည်အဲ့ဒီပရိညင်တရားတက်ကိုသူအမွေခံခြင်းတယ်အဲ့ဒါကိုသူလိုချင်တယ်ဒီနေ့ကျွန်တော်ဖယားသားလို့ပြောနေတယ်ကိုဖယားသားသမီးလို့ခံယူတဲ့လူတွေတင်ဖယားသားဆိုလို့ရှိရင်တင်ဖယားသားဆိုလို့ရှိရင်ဖယားကိုအမွေခံတော်အတ္တတာအသစ်ဖယားကိုနေရာပေးဖို့ဖယားရဲ့မျက်မှောက်တော်ကိုနေရာပေးဖို့တန်ရှင်တော်ခွက်ဖလားမြတ်တော်ဗန္နာကိုအထက်ခံမဲ့ဦးမြေဦးဖြစ်ပါစေဖယားရဲ့ကြံအင်လက္ခဏာစိတ်နေတဘောသားဘုံအတရေတန်ရှင်ခြင်းအလုံးစုံကိုခံယူသောစုံလင်သောနှလုံးသားအတ္တတာဖယားကိုအမွေခံသောအတ္တတာဖြစ်ပါစေရွှေချောင်းငွေချောင်းဘုံစည်းစိမ်အကြောင်းချမ်းသာကြွယ်ဝတဲ့အကြောင်းအဲ့ဒါတွေသိမပြောနိုင်အဲ့ဒါတွေကဖယားရောက်လာရင် automatic ဖြစ်လာတဲ့အရာတွေဖြစ်တယ်ကျွန်တော်တို့လူအပ်တမျှကိုဖယားသိတယ်အာမင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုအမွေခံသောအဲ့ဒီအခွင့်ကိုဒါဝိကဲသို့ရှာသောအဲ့ဒီအခွင့်ကိုစုတောင်းသောခ
ခရစ်တော်ကိုအမွေရတော်သူဖြစ်ပါစေလို့နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးပါတယ်အားလုံးဘုရားသခင်ကောင်းချီးပေးပါစေဆိုတော့ဒီနေ့ကျွန်တော်တို့ကြားနာရတဲ့နှုတ်ကပတ်တော်ကိုသင်ခြင်းနဲ့တကယ်ပဲအမွေခံဖခင်ရဲ့